မင်္ဂလာပါဒီနေ့ကျမချုပ်ဖြစ်တာလေးကဒီအဖြူရောင်လေးတွေအသားလည်းရမ်းကောင်းတယ်ဒီပိတ်လေးတွေဆိုရိုးတရားပိတ်ပါရှင်ဟိုအရင်ကဆိုလေပိတ်စလေးတွေဝယ်တဲ့ချိန်မှာလေတရုတ်ပိတ်ဆိုတိတ်မကောင်းတရုတ်ကလာတဲ့ဟိုဟာလေးဘိုမဆိုတိတ်မကောင်းဒါဆိုရိုးတရားဘိုမပေါ့အသားလေးရမ်းကောင်းတယ်အဲ့နဲ့ဒီနေ့ချုပ်ဖြစ်တာကအဖြူလေးတွေပါအဖြူလေးဆိုဖြူရွနေအဲ့ဒါလေးနဲ့တစ်ဆက်တည်းပြောပြချင်တာအခုဆိုရင်ကျွန်မ line ပေါ်မှာလေဒီ body ချုပ်တာလေးမျှဝေတော့တချို့ဟိုအဝေးရနေပေါ့နော်နေရဌာနအဝေးရနေသူတို့ချုပ်ကြတယ်ကျေးဇူးအများကြီးတင်တယ်နော်အဝေးရနေအားပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အဲ့ဒါဆိုရင်တချို့အဝေးရနေမှာပေါ့နော် body ချုပ်ချင်တယ်ဘယ်လိုအပ်ရမလဲပေါ့အဲ့လိုမေးတဲ့လူတွေလည်းဒီ video file လေးကိုတွေ့ရင်သိအောင်ပေါ့နော်ကျမတို့ Viber ကနေ video call ပြောလို့ရတယ်Messenger ကနေ video call ခေါ်လို့ရပါတယ်ရှင်။ကျွန်မ Viber ဖုန်းနံပါတ်လေးကကျတော့3998နဲ့228အဲ့ဒါလေးကိုဟိုင်းပြီးတော့ကျွန်မတို့ Viber ကနေကိုယ်တိုင်းလေးယူလို့ရပါတယ်။ကျွန်မပြီးခဲ့တဲ့တစ်ခေါက်ကလည်းပြောပါတယ်ဘောလီတစ်ထည်မှာအရေးကြီးဆုံးကဒီရဲ့အုံခွက်လေးပါရှင်။ဒီအုံလေးပါရှင်။ဒီအုံလေးကပုံစံကြရင်ခန္ဓာကိုယ်တစ်ခုလုံးပုံစံကြပါတယ်အဓိကဒီရင်ဓာတ်ပေါ့နော်ဒီရင်အုံခွက်လေးပေါ့ဒီလိုလေးကျွန်မချုပ်ထားတဲ့ဘော်လီလေးတော့အုံလေးကဒီလိုလေးအဲ့ဒီဟာလေးကိုအတိုင်းလေးလိုချင်တာဒီအတိုင်းလေးရပြီဆိုရင်ခန္ဓာကိုယ်ကလုံးဝစမတ်ဖြစ်သွားပြီကြံတဲ့ဟာကတော့ကျွန်မတာဝန်ယူပါတယ်ကျွန်မဘော်လီလေးဝတ်ပြီးရင်ဘယ်လိုလဲဆိုတော့ဂျိုင်းဓာတ်အစီမထွက်တော့ဘူးဒီနောက်ဆိုဂျိုင်းကအစီဒါဆိုရင်ဂျိုင်းမှာတချို့ဆိုရင်လေဟိုဘောလီပုံစံကြအောင်မဝတ်ခဲ့တဲ့အတွက်ဒီရင်နာကနေမှဒီအပေါ်မှာလဲရှံမယ်ဒီရင်ဘက်နားမှာလဲရှံမယ်ဂျိုင်းသားလေးလည်းရှံမယ်အဲ့ဒါလေးပါအကုန်လုံးပျောက်သွားတယ်အကုန်လုံးလှလှပပစမတ်ကြညတော့အဖြစ်နဲ့ကျမတို့ဒီဗမာဝတ်စုံပေါ့နော်မြန်မာဝတ်စုံလေးဆိုဘောလီပုံကြမှာမြန်မာဝတ်စုံဆိုဘောလီလေးကပင့်လေးနဲ့တင်းလေးနဲ့အဲ့လိုမှကျမဘောလီဝတ်ပြီးဆိုအဲ့ဒီမြန်မာဝတ်စုံဝတ်အရန်လှပါတယ်တကယ်ပါကိုလုံးလှပြီးသားလူဆိုပိုလှပါတယ်ကိုလုံးလေးအစင်မပြေဘူးပေါ့ဒါပေမဲ့မိန်းကလေးတိုင်းကလေလှပါတယ်တခါတလေတော့ဒီအတွင်းငံလေးတွေကြောင်းပေါ့ခန္ဓာကိုယ်ကလေပုံစံမကြတာရှိရပေါ့ဒါကြောင့်မလို့ခန္ဓာကိုယ်ပုံစံကြအောင်ဆိုအတွင်းငံလည်းတိတ်အရေးကြီးပါတယ်ရှင်ဒါကြောင့်ဒီအတွင်းငံလှလေးဝစ်ချင်နေစမတ်ဖြစ်ချင်နေဆိုရင်တော့ကျမရဲ့ Viber ဖုန်းနံပါတ်လေး3988နဲ့22895ထပ်ပြောမယ်နော်3988နဲ့22895ကိုဟိုင်းပေးပါရှင်ကျေးဇူးပါကျေးဇူးအများကြီးတင်ပါတယ်ရှင်